အားလုံးပဲမင်္ဂလာပါခင်ဗျာ The God Diary Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာစာရေးသူသူတေတီတက်ထွန်းမြင့်ရေးသားတဲ့ရွှေစွန်ပါတိုင်တန်းသူအပြန်ဆိုတဲ့တိုက်အကြောင်းဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပြောလို့ပြောတာမဟုတ်ဘူးအကိုရဲ့တကယ်ကိုချစ်စရာကောင်းတဲ့မိန်းကလေးအသားလေးကဝါဝင်ဖွေးနှုနေတာအစိမ်းအောင်ဝတ်စုံလေးနဲ့လိုက်မလိုက်ပဲပြီးတော့စပယ်တင်မိတ်လေးလည်းပါတယ်သူကလေအေးကိုအမေတို့ခေါ်တယ်ဇနီးကကျွန်တော်ကိုနှိုးပြီးပြောတယ်ကျွန်တော်ဇနီးကဒီလိုပဲဘာမှထိန်ချတာတဲ့သူမဟုတ်သူ့အတွက်ပျော်စရာဆိုလဲပျော်သီးတစ်ယောက်ပြောတယ်ဝမ်းနဲ့စရာဆိုရင်လည်းစိတ်မကောင်းပါဘူးအကိုရဲ့ဆိုပြီးဝမ်းနဲ့စရာစကားတွေကိုစီကပတ်ကုံပြောပြတတ်တယ်အခုလဲသူအိမ်မက်မက်သည့်အတွက်သူပြောနေသလိုကျွန်တော်ကိုနှုတ်ပြောတယ်ကျွန်တော်ကပြုံးပြီးချစ်စရာကောင်းတဲ့သမီးရွယ်မိန်းကလေးကအမေတို့ခေါ်တာတိတ်ပြောနေတယ်မဟုတ်လားဒါဆိုသမီးလေးမွေးပေးအောင်လေမွေးချင်တာပေါ့အကိုရဲ့သားတွေရှိပြီးတော့သမီးလေးလည်းလိုချင်တာပေါ့ဒါကြောင့်လဲချစ်စရာသမီးရွယ်မိန်းကလေးကအမေတို့ခေါ်တာကိုခြေနဲ့နေတာပေါ့ပျော်လဲပျော်တယ်အဲ့ဒါကြောင့်အဲ့ဒီသမီးလေးကအမေတို့အိမ်ကအရန်အေးချမ်းတာပဲနော်အမေတို့နဲ့အတူနေချင်တယ်လို့ပြောတယ်ဒီတော့အေးကဘာပြောလိုက်လဲသမီးလေးလာနေရင်အမေကကြိုနေမှာပေါ့လို့ပြောလိုက်တာပေါ့အမေရဲ့ပြောလိုက်တာလို့ပြန်ပြောသွားတယ်ကျမရင်ထဲမှာလည်းအခုထိပျော်နေတော့မယ်အကိုရဲ့ဒါကသမီးလေးရဖို့နမိတ်လဲဖြစ်ချင်းဖြစ်နေမှာပေါ့အေးရဲ့လို့ကျွန်တော်ကပြောလိုက်တော့အေးကပြုံးနေတယ်အေးရဲ့အပြုံးဝင်မြင်တော့ကျွန်တော်လည်းပျော်တာပေါ့ဗျာတနေ့အေးကသူ့မှာကိုယ်ဝင်ရှိကြောင်းပျော်နေသည့်အကြောင်းတွေကိုကျွန်တော်ကိုပြောပြတယ်အကိုမပျော်ဘူးလားအကိုကအေးနဲ့နှစ်ကိုးတစ်စိတ်လေးအေးပျော်ရင်အကိုလည်းပျော်တာပေါ့ဒီတစ်ခါအေးမိန်းကလေးမွေးမယ်ထင်တယ်အကိုသမီးလေးဖြစ်ရင်တိတ်ကောင်းပါပဲပြီးတော့ဒီကိုဝင်ကထူးခြားတဲ့ကိုဝင်လည်းဖြစ်ခဲ့တယ်သမီးလေးကိုဝင်ရတဲ့အချိန်ကစပြီးကျွန်တော်ရဲ့စီးပွားရေးလည်းတိတိကျကျဥမော့ခဲ့တယ်ကျွန်တော်စာအုပ်တွေထွက်နိုင်ခဲ့တယ်လို့ကျွန်တော်စာအုပ်တွေကိုလည်းဗီဒီယိုဝယ်ယူအားပေးမှုရှိလာခဲ့တယ်ဒါကြောင့်လူတိုင်းကဒေါ်အေးဝင်းရဲ့ကိုဝင်ကအကျိုးပေးတဲ့ကိုဝင်ပဲလို့ပြောကြတယ်ဗျတကယ်လည်းမှန်ခဲ့တယ်အဲ့ဒီကိုဝင်ကမိဘတွေကိုအကျိုးပေးခဲ့တယ်ကိုဝင်ချင်းတစ်လျှောက်လုံးလည်းအခက်အခဲဆိုလို့ဘာမှမရှိခဲ့ဘူးပို့ပြီးထူးခြားတာကထိုကလေးကိုဝင်ယူလာတဲ့အချိန်ကာလတစ်လျှောက်လုံးအေးကမကြခဏမွေတွေကိုတွေ့ခဲ့တယ်တခါကအိမ်ထဲကိုငန်းမွေတစ်ကောင်ဝင်လာပြီးထိုမွေဝင်လာပြီးတဲ့နောက်ပိုင်းမွေတွေအလုံးအင်းနဲ့ဝင်ခဲ့တယ်ဒီလိုနဲ့သူ့ကိုမွေးခဲ့တာပေါ့တညအေးအိမ်မက်တစ်ခုမက်ခဲ့တယ်အိမ်မက်ထဲ၌ပထမအိမ်မက်မက်စင်ကတွေ့ခဲ့တဲ့မိန်းကလေးနဲ့စင်တူးတဲ့မိန်းကလေးတူကိုတွေ့ရတယ်အဲ့ဒီမိန်းကလေးကညီမလေးရဲ့နာမည်ကိုတီတီတုနန္နာလို့မှဲ့နော်သူကကျမရဲ့ညီမလေးဟုပြောတယ်ထို့နောက်သူ့ကိုမွေးသည်နဲ့ဒီကလေးထူးခြားတယ်ဟုကျွန်တော်သိသည်ထိုကလေးကိုလည်းအိမ်မက်ရှင်ပြောသည့်အတိုင်းတီတီတုနန္နာဟုအမည်ပေးလိုက်တယ်ကလေးမွေးသည့်နေ့ကဘိုးအမျိုးသမီးစေးရုံတိုင်းမွေးပြီးဇနီးအတွက်ကျွန်တော်စားသောက်ကြရာတွေတွားပို့တော့ဇနီးကပြုံးမိကြည့်တယ်အိမ်မက်ထဲကသမီးကလေးကိုအကိုမြင်ရလိမ့်မယ်အကိုသမီးလေးမျက်နှာမြင်တော့အေးသိပ်ပျော်သွားတာသူ့မျက်နှာပေါ်မှာစပယ်တင်မဲ့ကလေးလည်းပါနေတဲ့အကိုအေးကျင်းတဲ့မလားဟုမေးတော့အေးကပြုံးနေတယ်တနေ့ကျွန်တော်ဦးကြီးတော်သူဦးတီဟာကျွန်တော်အိမ်သို့ရောက်လာတယ်ဦးကြီးကအထက်လန်းလိုက်စားနေသူတူဖြစ်တယ်ဦးလေးကသမီးကိုကြည့်ရင်မြင့်နောင်ကြီးမင်းရဲ့သမီးကတာမန်မဟုတ်ဘူးကွကြည့်ုံနဲ့တိုက်ဆက်ဆိုတာသိတာတယ်သူ့ကိုဘကိုးဘက်မခေါ်သွားနဲ့ဟုပြောတယ်ဦးလေးပြောစီမှာဟုတ်မဟုတ်ကျွန်တော်မသိတော့လဲသမီးမွေးပြီးသည့်နောက်ပိုင်းထူးခြားမှုများစွာကိုကြုံတွေ့ရတယ်မကြာခဏအိမ်အနီးနားမှာမွေတွေကိုတွေ့ရတယ်သမီးအတွက်ရည်ညွှန်းလိုက်ရင်လည်းဘာမှမဖြစ်သည်မရှိသမီးတဖြည်းဖြည်းအရွယ်ရောက်လာတော့သမီးကိုဝင်မရမီအေးအိမ်မက်မက်သည့်အကြောင်းကိုသတိရတယ်အိမ်မက်မက်စင်ကပြောပြသည့်သမီးရုပ်သွင်းနဲ့ယခုသမီးရုပ်သွင်းကတပုံတန်နဲ့ဖြစ်နေသည်တခုရှိသည်ကသမီးကျန်းမာရေးသည်ပြည့်စုံခြင်းမရှိသမီးတွင်အတက်ရောဂါရှိသည်ထို့ကြောင့်သမီးကိုကြောက်မထားနိုင်သူစာတက်စေရန်ဆရာအိမ်ခေါ်တင်ရသည်သမီးဘွားတစ်လျှောက်လုံးပြည့်စုံမှုအတိနဲ့ပဲသမီးကလစဉ်အဝတ်စားဝင်နိုင်သည်သူလိုချင်တာဆိုလည်းမရတာမရှိလိုတာရသည်သူကမိသားစုရဲ့၌ထူးခြားသည့်သမီးဖြစ်တဲ့ကဲ့သို့သမီးတစ်ယောက်တည်းရှိသဖြင့်အချစ်ပူကြသည်အမေကဆိုသမီးကိုရှင်မွေးမိမလောင်လက်မွေးမိလောင်ထားသည်အိမ်ကြီးအပေါ်တွင်တီးသန့်ထားသည်အရွယ်ရောက်လာတော့လဲဖရာတရားကိုယူသည်ကိုင်းဆိုင်တယ်သမီးလေးကဖရာဝတ်ပြုပရိစိတ်နဲ့အချိန်ကုန်နေတတ်သည်တခါတရံညဘက်ကျွန်တော်တရေနိုးလင်သမီးအတန်ကြားရသည်တခါမဟုတ်ခဏခဏငါ့ကိုစိတ်ချပါငါမှအနေရမရှိပါဘူးငါလွတ်လွတ်နေပါရသေးလို့ပြောနေတဲ့အတန်ကြီးဖြစ်တယ်ကျွန်တော်မတင်ကား၍တက်ကြည့်တိုင်းသမီးအိတ်နေကြီးကိုတွေ့ရသည်တခါကအေးကိုသမီးကသူ့ဘဝအကြောင်းကိုပြောပြတယ်ဒီအကြောင်းကိုအေးပြန်ပြောပြခြင်းဖြင့်ကျွန်တော်သိရသည်ဟုတ်တယ်အကိုသမီးပြောပြတာသမီးကတိုက်ကလာတာတဲ့သူ့မှာအမေကြီးရှိတယ်လို့ပြောတယ်သူ့ကိုအမေကြီးကစိတ်မချလို့အပြင်မသွားအောင်ယောဂရှင်အဖြစ်ထားတာတဲ့သူ့အနားမှာအဆောင်အရှောက်အမြဲရှိတယ်လို့ပြောတယ်ဟုပြန်ပြောရတယ်ဒီတော့တခါကသမီးအပေါ်တက်ပဒင်းဝါနာရက်နေတဲ့အချိန်ကျွန်တော်အပေါ်တက်ပြီးကျွန်တော်ကိုခေါ်တော့အဖေဟိုမှာကြည်စမ်းသမီးကိုစောင့်ကြည့်နေတဲ့မွေကလေးသမီးကိုပြုံးပြနေတယ်တဲ့ကျွန်တော်ကြည့်လိုက်တာပပြင်းထောင်နေတဲ့မွေလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်မွေလေးကပပြင်းထောင်ပြီးငြိမ်ပြီးတော့ကြည့်နေတယ်တနေ့ဦးကြီးကကျွန်တော်ကိုခေါ်တွေ့တယ်
ခေါ်တွေးသည့်အကြောင်းကသမီးနဲ့ပတ်သက်နေတဲ့တဲ့တခြားတော့မဟုတ်ဘူးမြင်တော့ငါမင်းကိုခေါ်တွေးရတာကမင်းရဲ့သမီးနဲ့ပတ်သက်လို့ပဲငါအာယုံခံတွက်ချက်ကြည့်လိုက်တော့မင်းရဲ့သမီးကတိုက်ကဆိုတာအမှန်ပဲကျွန်တော်ယုံတော့မယုံတော့နဲ့ဖြစ်နေတယ်ဦးကြီးကဒီအတွက်မင်းကိုပုဂ္ဂိုလ်တူနဲ့တွေ့ပေးခြင်းတယ်ဒါဆိုတွေ့ပေးလေဦးလေးထို့နောက်တပတ်ခန့်အကြာပုဂ္ဂိုလ်တူနဲ့တွေ့ပေးတယ်ထိုပုဂ္ဂိုလ်ကအသက်50ဝန်းကျင်ကဥပရိယုတ်ကောင်းကောင်းဖြစ်တယ်သူကသမီးကိုကြည့်ကတွက်ချက်ပြီးကျွန်တော်နဲ့ဇနီးတဲ့အကြည့်ကဟုတ်တယ်ဆရာတို့သမီးကတိုက်ဆက်ပဲသူ့အသက်30မှာတိုက်နှမ်းပြန်ရမယ်သူကရွှေသွန်ပါတိုက်ကလေသူတို့မှညီမ2ယောက်ပဲရှိတာတိုက်မှကြံခဲ့တာကအမာကြီးသူ့ညမကိုလုံးဝစိတ်ချတာမဟုတ်ဘူးဇနီးတွေကဒါဆိုကျမတို့ဘယ်လိုလုပ်ရမလဲလို့မေးတော့ထိုပုဂ္ဂိုလ်ကတိုက်ကျိုးဖြတ်ရမယ်ဒါမှဖြစ်မှာနှုံးမဟုတ်ရင်သူအသက်30မှာတိုက်ကပြန်ခုံမှာပဲအခုသမီးကအသက်ဘယ်လောက်ရှိပြီလဲသူ့အသက်29ရှိပါပြီဆရာနောက်ပိုင်းကိစ္စကဆရာတို့ကိစ္စပဲလीလှုပ်ချင်နေဆိုရင်တော့ကျွန်တော်ဆောင်ရွက်ပေးပါမယ်ကျွန်တော်ဘာမှမပြောနိုင်ဘူးရိုးသားစွာဝန်ခံရရင်ကျွန်တော်စိတ်မပြတ်သားနိုင်ဘူးမယုံတော့ဖြစ်နေတယ်ငါ့ကိုအတင်းချက်မခေါ်နဲ့လीအချိန်တိုင်းငါပြန်လာမှာပါဟုပြောတယ်များမကြာခဏကြားနေရတယ်တခါအမြဲတမ်းငါ့ကိုစောင့်ကြည့်မနေကြပါနဲ့ငါနေပြောတယ်အချိန်တိုင်းငါပြန်လာမှာပါထို့သို့သောအတန်များကိုလည်းမကြာခဏကြားလာရတယ်ကျွန်တော်အပေါ်ဓာတ်သို့တက်ကြည့်လိုက်ရင်လေတခါတရံသမီးကအိတ်နေပြီးတခါတရံသမီးကထိုင်နေသည်ကိုတွေ့ရတတ်သည်တခါတရံသမီးထိုင်နေသည်ကိုတွေ့သမီးဘသူကိုစကားပြောနေရလဲသမီးဘသူနဲ့မှစကားမပြောပါဘူးအဖေဟုပြန်ပြေးလေးရှိတယ်ဒီလိုနဲ့အချိန်တွေကြာခဲ့တယ်လို့ကျွန်တော်အိမ်သားတွေမွေတွေမကြာခဏတွေ့လာရတယ်မွေတွေကအစိတ်ရှိသည့်မွေများဖြစ်တော့လဲမြည်သူကိုမှရန်ရှာသည်မရှိခတ်တီကကျွန်တော်ဘာလို့တင်သည်မသိသေးမှတ်မှတ်ရအသက်30ပြည့်ရန်ရပိုင်းအလိုတွင်သမီးမြည်သူနဲ့မှစကားမပြောတော့အိမ်ပေါ်မှာလည်းမစင်းတော့သမီးနေမကောင်းဘူးဟုအမြဲပြောနေတယ်ညာတိုင်းတွင်ငါလာမယ်ဂရီပေးပြီးလေငါ့ကိုပြန်လာဖို့ကြီးပြောမနေနဲ့ငါ့ကိုအတင်းအဓမ္မခေါ်ဖို့မလုပ်နဲ့နော်ငါလာမယ်ငါပြန်လာမယ်နင်တို့စောင့်မနေနဲ့သွားကြထို့သို့သောစကားသံများကြားနေရသည်တက်ကြည်တိုင်းသမီးထိုင်နေသည်ကိုပဲတွေ့ရသည်တညအမေအဖေသမီးမနေရတော့ဘူးသမီးသွားရတော့မယ်သမီးကိုခွင့်လွှတ်ပါဟုပြောတန်ကြသည်ကျွန်တော်တို့အပေါ်တက်ကိုတက်ကြည့်တော့သမီးကအိတ်လျက်သမီးကျွန်တော်နဲ့အေးသမီးနာရောက်တော့သမီးငြိမ်သက်နေတယ်သမီးနှာခေါင်းပြားမှလေတိုးတန်ကိုကြည့်တော့အသက်မရှူတော့သမီးလေးဆုံးပြီထို့စဉ်မွေးတွန်းတန်းအကျဲကြားသဖြင့်ကျွန်တော်ထားကြည့်လိုက်ရအင်းရှိခန်းဝါမှာမွေးဟောက်တကောင်လူးလုံးထွက်သွားသည်ကိုတွေ့လိုက်ရသည်ကျွန်တော်ပြက်ကလေးကိုကြည့်တော့အံ့ဩလိုက်ရတယ်ဒီနေ့ကသမီးအသက်30ပြည့်တဲ့နေ့သမီးတိုင်နှန်းကိုပြန်သွားခဲ့ပြီသမီးအတူပါကိစ္စပြီးတော့ဇနီးကသမီးဝတ်စားတက်တာကိုရှင်းသည်အံ့ဩစရာတွေကြုံရပြန်တော့တယ်သမီးဝတ်စားတစ်စုံထုတ်လိုက်သည့်အခါတိုင်း1000တန်အစ်စ်တွေကျလာတယ်အဝတ်တထဲတွင်မဟုတ်အဝတ်ခောက်လိုက်တိုင်းတွင်ငွေသက်ကူများကျလာသည်ဇနီးကငွေသက်ကူများကိုထက်ရင်းနဲ့ငိုနေသည်ဒီငွေတွေအားလုံးကိုဖျားမှုပြုတဲ့တန်ဃာတွေကိုလှူလိုက်ပါကျွန်တော်ပြောလိုက်တယ်သမီးရက်လည်၌ငွေတွေအားလုံးကိုလှူလိုက်သည်ပြီးတော့သမီးအတွက်ရည်သူပြီးအလူဖြစ်သဖြင့်ရေးသက်ချအမျှဝေသည်ထိုနေ့ကသမီးရက်နေကြပဒင်းပေါက်မှကျွန်တော်ရက်ကြည့်လိုက်တော့ငွေတကောင်ပပင်းထောင်နေသည်ကိုတွေ့လိုက်ရသည်ဒါကသမီးလေးရဲ့နှုတ်ဆက်ခြင်းလားသမီးရေအမျှယူပါကွာတာဓုအဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်သွားပေးကြပါဦးလို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ